Okay ဒီနေ့ကတော့ 3D view လေးဖြစ်ပါတယ်ပေါ့နော် Okay ကျွန်တော်ရဲ့ habit ပေါ့နော်ဒီရင်တော့တကယ်မိုက်ရပါဖတ်ကြည့်ပေါ့တကယ်ပြောတာပေါ့ကြောက်ရေ habit scale 2ကတော့ကျွန်တော်လုံးဝတားတယ်နော်show တကယ်ကိုလာတဲ့ 3D view အားရတောင်ရမ်းမိုက်တယ်ကွာအဲ့ဒါတောင်းဝသဘောချတယ်ကွာလုံးဝ fine အဲ့တော့နောက်ပြီးအဲ့တော့လည်းအခုကြီးနဲ့ဟာရကောင်းဝင်ရနေစလာတယ်ပေါ်လာပြီးဟာရဒီမိုက်ရဝိုင်းโอเคကျွန်တော်တို့ဒါကတော့ဘန်နရာဖြစ်ပါတယ်ဘန်နရာရဲ့ဂါဒိုကချာရဲ့โอเคဒါကျွန်တော်တို့ရဲ့ last lock โอเคချင်းဆိုရလာမနော်โอเคဒါတော့လမ်းခုံလိုက်ရဲ့ဟုတ်တကယ်ကိုမိုက်ကြရအောင်ဒီကြီးရဟာကြောက်တကယ်ကို fine လားဘယ်လိုကတော့သုံးဝင်ရကောင်းနေရအောင်တောင်းရမ်းမိုက်ရပေါ့ဒီကြီးကတော့ချုပ်လို့မရအောင်တော့မိုက်တယ်โอเคတော့မိတ်နေနေနေတာငါမိတ်ရောနေမှာမိတ်အခုတော့မကိုင်းစိတ်မကိုင်းလို့မိတ်โอเคဒီနေ့ပေါ်ပါလိုက်နော်ဟောရင်ခေါ်သွားလိုက်တော့ကွာအတိတ်ပြန်လို့ကစောင်းရမ်းမရအောင်တော့မိုက်နော်လုံးဝစိတ်ဝင်စားဖို့ကောင်းတော့လှုပ်ထားတာတကယ်မိုက်ပြီးရတဲ့ပေါ့ဆက်ဆုံးနေရောဆရာကြတယ်ပေါ့နော်ဒီအဲ့ဒီလိုပဲโอเคနောက်ပြီးမှာဂါထိုရယ်6ရယ်ဆော်လီနာရယ်โอเคရော6 show K1 RE so split က K1 ပေါ့နော်ဆော်လီနာအဲ့လိုလမ်းပြတယ်โอเคဂါထိုကချာလမ်းခေါ်တယ်ရော fine ရောဆောက်ရမ်းမိုက်တယ်โอเคဒီနေ့ဗီဒီယိုလောက်ပါလို့နောက်ဘာဗီဒီယိုတွေဒီမရမဆိုတော့ comment မှာ share ခဲ့ပါဦးအားလုံးကျေးဇူးများ